ကဲအားလုံးပဲမင်္ဂလာပါ AOB YouTube channel နေပြီးတော့ကျွန်တော်ညီကိုတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီမတွေ့ရလဲကြာပြီပေါ့နော်ဂျားထဲမှာလဲဒီနိုင်ငံတကာရဲတရဘတ်ဒီ international break တွေဝင်တိုးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဂျားထဲမှာဗီဒီယိုလေးတွေမလုပ်ဖြစ်တာကျွန်တော်ညီကိုတွေကိုနားလည်ပေးဖို့ကျွန်တော်မြတ်တိုက်ခံနေပါတယ်ကျွန်တော်ဒီနေ့ညကတော့เนาะဒီ UEFA Champions League ပွဲစဉ်တွေပြန်လာတဲ့ဒီအင်္ဂါနေ့ညချမ်းချန်ပီယံလိညချမ်းပေါ့နော်ဒီညမှာလည်းကျွန်တော်ညီကိုတွေကိုကျွန်တော် prediction လေးတွေထပ်မံပြီးတော့ဒီ YouTube video နဲ့တကွကျွန်တော်ဒီထပ်မံပြီးတော့သုံးသပ်ပေးသွားမှာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ကျွန်တော်အမြင်နေမို့လို့ဒီကျွန်တော်ရဲ့ opinion တွေမို့လို့ကျွန်တော်ညီကိုတွေကိုတခါတည်းအခုလုံးနေကဒီတခုဒီအကြိုက်တူမှ like ယူဖို့ကျွန်တော်တခါတည်းအခုလုံးနေကဒါမြစ်တရခံထားခြင်းပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးပွဲလေးကိုကြောညီကိုတွေကိုကျွန်တော် prediction လုပ်ပေးသွားပါမယ်ဒီပထမပွဲလေးကည2 နာရီခွဲမှာရှင်းပြကစားသွားကြမယ်ကျွန်တော်တို့ဒီမာဆေးနဲ့နျူကာဆယ်တွေပွဲလေးပါဒီပွဲမှာယူကနေပြီးတော့မာဆေးကိုအဝေးခွဲကနေပြီးတော့ဒီ level 20ရှုံးကိုပေါင်းစည်းအနေနဲ့ကတော့ဒီ3လုံးကို50စားဆိုပြီးတော့ဖွင့်ပေးထားတယ်โอเคအဲ့တော့ကျွန်တော်ဒီမာဆေးဘက်ကိုတစ်ချက်ကြည့်လိုက်အောင်မာဆေးကဒီချန်ပီယံလိ4ပွဲကစားပြီးတဲ့အချိန်မှာမာဆေးအနေနဲ့ဒီတပွဲပဲနိုင်ထားပါသေးတယ်3ပွဲရှုံးတယ်သူအနေနဲ့ဒီနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာဆိုအိမ်ကွင်းမှာဆိုအတလန်တာကိုရှုံးတယ်ဒီ supporting ကိုဝေးကွင်းမှာရှုံးတယ်ဒီEgypt ကိုအိမ်ကွင်းမှာ 4-0 ဆိုတဲ့ result နဲ့နိုင်တယ်ပထမဆုံးဖွင့်မှာ Real Madrid ကိုဝေးကွင်းမှာ 2-1 ဆိုတဲ့ result နဲ့ရှုံးပြီးတော့ရမှတ်3မှတ်ပဲရရှိထားတဲ့အသင်းပေါ့နော်ဒီမာဆေးကဒီ new ကတော့ဒီချန်ပီယံလိမှာတော်တော်လေးကိုခြေစွာနေလို့ပြောလို့ရတယ်သူတို့ပထမဆုံးဘာစီကိုအိမ်ကွင်းမှာတပွဲပဲရှုံးပြီးတော့ဒီစက်တိုက်တွေသူတို့ဒီ clean sheet ရင်းနဲ့ပေးကိုမရှိရင်လည်းသူနိုင်လာတာပါအဲ့တော့ဒီဈေးတန်းဒီ handicap ကြီးကျိုးပေးမှုအနေထားလေးကိုကျွန်တော်တို့တွားကြည့်အောင် level 20ရှုံး level 20ရှုံးဆိုတဲ့ဈေးတန်းကပြင်းလာပြော့လာကျွန်တော်တို့တစ်ချက်ရှင်းကြည့်ပါမယ်ဒီဟာဒီမှာဘာစီလိုနာနဲ့ Real Madrid ကကျေးရန်သူဈေးရန်သူအနေထားပါကျေးရန်သူဈေးရန်သူအနေထားမှာဘာစီလိုနာနေပြီးတော့ဒီချန်ပီယံလိဖွင့်ပွဲမှာဒီနျူကာဆယ်အင်ကွင်းမှာဘာစီနဲ့နျူကာဆယ်နဲ့တွေ့တဲ့အချိန်မှာဘာစီကနေပြီးဒဲဈေးမျိုးဒဲဈေးခင်းမိရပါတယ်အဲ့တော့မာဆေးဟာဒီ Real Madrid အိမ်ကွင်းကိုသွားပြီးတော့ကစားရတဲ့အချိန်မှာ Real Madrid ကနေပြီးတော့မာဆေးကို1.100ဆိုပြီးဈေးခင်းခဲ့ပါတယ်အဲ့တော့ဒီမာဆေးနဲ့နျူရဲ့ဂျားထဲမှာပြား100တီတီကွာဟပါတယ်ဒီအင်ကွင်းဝေးဈေးရန်နေအရာရောဒီလက်ရှိချန်ပီယံလိခြေစွမ်းအရာဈေးတန်းအရာဒီနေ့ရာဒီခြေနဲ့ညှိကြည့်မယ်ဆိုရင်ဒီမာဆေးနဲ့နျူကာဆယ်ဂျားထဲမှာဒီ level 100ပြား100တီကွာဟပါတယ်အဲ့တော့ဒီဘက်မှာမာဆေးအိမ်ကွင်းမို့လို့နီးကနေပြီးတော့ဒီထားလိုက်အောင်ဒီချန်ပီယံလိမာဆေးအိမ်ကွင်းမှာမို့လို့ level 50ဒီထပ်လျှော့လိုက်မယ်ဆိုရင်ဒီဘက်မှာနီးပေးရမယ်ဈေးတဲ့အမှန်ကဒီပြား50 level 50ပါ level 50ရှုံးနီးပေးရမယ်ဈေးတဲ့အမှန်ပါဒီ level 20ရှုံးဆိုရင်ဈေးတန်းကဒီပြော့နေလို့ကျွန်တော်ပြောလို့ရပါတယ်ဒီဘက်မှာကျွန်တော်နောက်ပြီးတော့မာဆေးကိုဒီစက်တိုက်ချန်ပီယံလိမှာရလက်တွေစိုးနေတဲ့အတွက်ကြောင့်မလို့ဒီဘက်မှာအိမ်ကွင်းမှာဒီတကုတ်တခဲနဲ့ကြားကန်ပြီးတော့ကစားလာမယ်လို့ကျွန်တော်ကမြင်တယ်မာဆေးကိုကျွန်တော်ယုံကြည်ခြင်းနဲ့ဒီနောက်ဆုံးပွဲတွေမှာလည်းသူတို့အနေနဲ့ခြေလေးတွေပြန်မှန်လာတာကိုတွေ့ရတယ်ဒီ Mason Greenwood ဆိုလေတော်တော်လေးခြေစွမ်းပြပါတယ်မာဆေးမှာလေအမက်လိုအချက်ဒီအင်ကွင်းအားသာချက်သူတို့အနေနဲ့ play off တနေရာကိုတော့ဒီရအောင်လို့သူတက်လိုင်းရလိမ့်မယ်နယူးကတော့ဒီလက်ရှိအချိန်မှာခြေစမ်းလေးတွေဒီအရင်ပွဲဆို Manchester City ကိုအိမ်ကွင်းမှာ 2-1 ဆိုတဲ့ result နဲ့ဒီတော့ဒီစိတ်သက်ပိုင်းဆိုင်ရာမန်တယ်ပိုင်းအမြင့်ဆုံးရောက်နေမှာမှန်ပေမဲ့ဒီလက်ရှိအချိန်မှာအမှတ်လိုအပ်ချက်ရှိတရားကံကြမ္မာမျက်နှာသာပေးမှုကတော့ကျွန်တော်မာဆေးဘက်မှာရှိနေလို့ကျွန်တော်ကမြင်နေကျွန်တော်ဒီဘက်မှာမာဆေးကိုယုံကြည်ချင်ပါတယ်ကျွန်တော်ဒီဘက်မှာမာဆေး body လေးကိုကျွန်တော်ညီကိုရွေးပေးချင်ပါတယ်ကျွန်တော်မာဆေး body ကြိုက်ပါတယ်ကျွန်တော်ဒုတိယပွဲလေးကိုတွားလိုက်အောင်ဒုတိယပွဲကလည်းဒီ2 နာရီခွဲမှာပဲရှင်းမြန်ကစားတော့ကြမယ်ကျွန်တော်ဒီ Porto Clean နဲ့ Juventus တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ညီကိုတွေကိုထပ်မံပြီးတော့ကျွန်တော် prediction လုပ်ပေးသွားမယ်ဒီပွဲမှာ Juventus ကနေပြီးတော့ကျွန်တော်ဒီ Porto Clean ဘော်ကိုဒီ level 60ရှုံးကိုပေါင်းစည်းနေနေတော့3လုံး5ပြားစားဆိုပြီးတော့ဒီ bookie နေနဲ့ဖွင့်ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအသင်းရဲ့လက်ရှိအခြေအနေလေးကိုတစ်ချက်သွားကြည့်လိုက်အောင်ဒီ Champions League မှာ Juventus ကို Porto Clean ကိုနှစ်သင်းလုံးတပွဲမှအောင်မနိုင်သေးပါဘူးဒီဂျူဝင်ဆိုရင်ဒီ3ပွဲတရေတပွဲရှုံးတယ်ဂျူဝင်ကဒီရာဒီချန်ပီယံလိမှာတရေတွေကန်နေတရေတမင်ပဲကန်နေရတာကိုထင်ရပါတယ်ဒီ3ပွဲတရေတပွဲရှုံးတဲ့အတူတူဒီ play off တနေရာကိုဒီဝင်ခွင့်ရဖို့အတွက်သူတို့အနေနဲ့ဒီဘက်မှာတော်တော်လေးကိုရုန်းကန်ရမယ့်အခြေအနေပါဒီပိုတိုကလင်းဆိုရင်လည်းဒီတပွဲမှကိုနိုင်ပွဲမရရှိသေးရပါဒီနှစ်ပွဲတရေနှစ်ပွဲရှုံးနေရမှ2မှတ်နဲ့အတူတူဒီplayoff တနေရာကိုလည်းသူတို့အနေနဲ့ချက်ကိုချက်ကထပ်မံပြီးတော့ကစားမယ်ဒီနှစ်သင်းလုံးကတော့ဒီပွဲမှာเนาะဒီအတူတူဒီတိုက်စစ်ဖွင့်လာမယ်နှစ်သင်းတွေကိုကျွန်တော်ကမြင်တယ်ဒီ3လုံး5ပြားစားဆိုရယ်ဂိုးပေါင်းစေးရလေဂိုးတွေက3လုံးနဲ့3လုံးအထက်မှာရှိသွားနိုင်တယ်လို့ကျွန်တော်ကမြင်ပါတယ်ဒီဘိုတိုကလင်းဆိုရင်ဒီသူတို့အရင်ပွဲတွေမှာကစားခဲ့တဲ့ဒီမိုနာကိုကို 0-1 နဲ့ရှုံးခဲ့တဲ့ဟိုကဆိုရင်တယောက်ရောက်မို့လို့ဒါတို့ဒီထိန်းကစားသွားတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့เนาะဒီကျွန်တော်အပွဲလေးကြည့်လိုက်ရပါသေးတယ်ဘိုတိုကလင်းနော်ဝေကလပ်တွေရဲ့အိမ်ကွင်း
ရုံနော်ဝေကလပ်တွေရဲ့ဂိုးသွင်းနှုန်းကဒီကျွန်ညီကိုအတိဖြစ်မှာပါနော်ဝေကလပ်တွေကိုကျွန်တော်ဒီတိုက်စစ်ကစားတာတော်တော်လေးကိုသဘောကျရဲမှာပါပါတယ်ဒီဂျူဝင်ဆိုရင်လည်းဒီပွဲမှာအမှတ်လုံးနေပါပြီဂျူဝင်တက်လို့အသင်းကဒီချန်ပီယံလိမှာ play off တနေရာကိုတော့မတက်လန်းနိုင်ဘူးဆိုရင်တော့တော်တော်လေးကိုရုပ်ပေါက်တဲ့အခြေအနေလို့ပြောလို့ရပါတယ်ဂျူဝင်လည်းဒီပွဲမှာဒီတိုက်စစ်တွေဖွင့်ပြီးတော့တိုက်ပြီးကစားလာမယ်လို့ကျွန်တော်ကမြင်တယ်ဘိုဒိုကလေးဆိုရင်လည်းဒီနော်ဝေကလပ်တွေရဲ့အိမ်ကွင်းအားတာချက်နော်ဝေကလပ်တွေရဲ့ထုံးစံအတိုင်းပဲဒီတိုက်စစ်တွေဖွင့်ပြီးတော့ကျွန်တော်ဒီတပွဲမှာနိုင်ပွဲမရသေးတာရဲ့သူတို့အနေနဲ့အနည်းဆုံးတော့ play off ကိုရောက်ချင်ပါပဲဒီဘက်မှာအိမ်ကွင်းမှာလည်းသူတို့အနေနဲ့တိုက်စစ်တွေဖွင့်ပြီးတော့နှစ်သင်းလုံးကတော့ဖွင့်ကစားလာမယ်နှစ်သင်းလုံးလို့မြင်နေကျွန်တော်ကဒီပွဲမှာဂိုးအများလေးကိုကျွန်တော်ညီကိုရွေးပေးချင်ပါတယ်ဒီ3လုံး5ပြားစားဆိုတဲ့ဒီဂိုးပေါင်းစည်းအနေထားမှာလည်းအနည်းဆုံး3လုံးတော့ရှိမယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ဒီပွဲမှာဒီညမှာချန်ပီယံလိညမှာကျွန်တော်ညီကိုတွေကိုရွေးချယ်ပေးသွားတာကတော့ပထမဆုံးပွဲလေးအနေနဲ့ကျွန်တော်ကတော့မာဆေးဘော်ဒီဒုတိယပွဲလေးအနေနဲ့ကတော့ဂျူဗင်တက်ဂိုးဘော်လေးကိုကျွန်တော်ညီကိုရွေးချယ်ပေးချင်ပါတယ်နောက်ထပ် AOB အကြိုက်ပွဲတစ်ပွဲကိုလည်းကျွန်တော် AOB Telegram Channel မှာဒီညမှာထပ်မံပြီးတော့တင်ဆက်သွားမှာပါ AOB Telegram Channel link လေးကိုကျွန်တော်ခုဗီဒီယိုရဲ့ဒီ comment မှာကျွန်တော်ပေးအနေနဲ့ထားပေးထားပါမယ် AOB Telegram Channel link လေးကိုလည်းနှိပ်ပြီးတော့ကျွန်တော်ညီကိုတွေ join ပေးသွားကြပါအောင်ကျွန်တော်ထပ်မံပြီးတော့အဲ့မှာဒီည Champion League တော့နောက်ထပ်အကြိုက်ပွဲတစ်ပွဲကိုထပ်မံတင်ဆက်သွားအောင်ပါအဲ့တော့ကျွန်တော်ညီကိုတွေအားလုံး Champion League ညချမ်းလေးမှာเนาะလောင်းတိုင်းပေါင်းပြီးတော့ဘာလို့တင့်နေကြပါစေကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း like and subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်အားလုံးပဲအဆင်ပြေကြပါစေဗျ